ယခုမြင်နေရတာကြီးကရုပ်ရက်ကြည့်လိုက်မယ်ဆိုရင်တော့တစ်တော်ကြီးတစ်ခုလို့ထင်ရမှာပါဒါပေမဲ့တကယ်တမ်းမှာတော့ဒါတစ်ပင်တစ်ပင်နဲ့ဖြစ်ပါတယ်သူကတော့ဘရာဇီးနိုင်ငံနာတဲမြို့နေမှာရှိတဲ့ကမ္ဘာကြီးစွန်တီယိုတရက်ပင်ကြီးဂျက်ခတ်ရှိုးဖီရန်ကြီးပဲဖြစ်ပါတယ်ဒီပင်ကြီးရဲ့ area ဟာ2 ဧကနီးပါးကျယ်ဝန်းပြီးတော့ဘောလုံးဝင်းတစ်ခုထပ်တော့ပိုပြီးကြီးပါတယ်ဒါဆိုရင်ဒီပင်ကြီးကဘာဖြစ်လို့ဒီလောက်ထိကြီးနေရတာလဲအဖြစ်ကတော့သူ့ရဲ့ထူးခြားတဲ့ genetic mutation လို့ခေါ်တဲ့မျိုးရိုးဗီဇပြောင်းလဲမှုကြောင့်ဖြစ်ပါတယ်သူ့မှာမျိုးရိုးဗီဇဆိုင်ရာထူးခြားတဲ့အချက်အနေနဲ့ဘေးရိုက်ကြီးထွားခြင်းနဲ့အမြင့်ပြန်ဆွဲခြင်းဆိုပြီးရှိပါတယ်သူ့ရဲ့အကိုင်ခက်တွေကအပေါ်တက်ရမယ်အစားဘေးကိုပဲပြန့်ကားသွားကြပါတယ်ဒီအကိုင်းတွေကလေးလံလာပြီးမြေကြီးနဲ့ထိသွားကြတဲ့အခါမှာအမြင့်တွေထွက်လာကြပါတယ်ဒါပဲပင်စီတစ်တွေပြန်ပေါက်လာကြလို့တောကြီးတစ်ခုလိုဖြစ်သွားရတာပါဒီပင်ကြီးကို1888ခုနှစ်မှာစိုက်ပျိုးခဲ့ပြီးတော့ယခုဆိုရင်တက်တန်းကနေ130ကျော်ရှိနေပါပြီဒီပင်ကြီးကနေတစ်နှစ်ကိုတီယိုရီအလုံးရေ6000ကန်ထွက်ရှိပါတယ်ဒါကြောင့်လည်းခီးသွွားတွေကအပင်ပေါ်ကနေအတီးတွေကိုကိုယ်တိုင်ခူးယူစားသုံးလို့ရပါတယ်ဒါအပြင်ကမ္ဘာကြီးဆုံးတီယိုပင်ကြီးဖြစ်တဲ့ဂင်းနစ်စံချိန်တင်ထားပါလိမ့်တယ်အဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်